လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကမြန်မာပြည်ထက်ပိုင်းကအညာကျေးရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရစံတစ်ခုပါအဲ့ဒီအချိန်ကအခုလိုလျှက်စစ်မိတွေဖုံးတွေမရှိသေးပဲတောရွာဓလေ့အတိုင်းတဘာဝရဲ့အမှောင်လူတွေမှာယုံကြည်မှုတွေလှုပ်ဝက်ချက်တွေပြည့်နေတဲ့အချိန်မှာကိုလူအေးဆိုတဲ့လူတွေကထောင်ထောင်မောင်းမောင်းတတန်မာမာနဲ့ရွာထဲမှာအလုတ်ကန်အကောင်ဆုံးလူပြိုကြီးတစ်ယောက်ပါသူကစကားနေပြီးအလုတ်ကိုပဲဖိလုပ်တတ်သူမို့ရွာသားတွေကချစ်ခင်ကြပါတယ်တိတ်ဆိတ်ခြင်းရဲ့အစားတစောင်းမုံလရေသိမ်းချိန်မှာကိုလူအေးတို့လေကွင်းပြင်ကြီးကရွှေရောင်တွေလွှမ်းနေပါတယ်စပားခင်းတွေကိုတခိုးရံနဲ့တောကောင်ရံကကာကွယ်ဖို့ကိုလူအေးကလေတော်တဲ့ကတဲနန်းလေးမှာတယောက်တည်းစောင်းအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီတဲလေးကရွာနဲ့အတော်လေးဝေးပြီးရှေးအောင်ဖျားပြက်ကြီးတစ်ခုရဲ့အနီးမှာတည်ရှိပါတယ်ညနေလာလေးလေးပစင်းရင်ခွဲတန်တွေကပူကျဲလာပြီးလေကလည်းအေးစိမ့်လာပါတယ်ကိုလူအေးကတဲပေါ်မှာစီမီကွက်လေးကိုအနားမှာချဆေးဖို့လိတ်လေးတောက်ရင်းစာအုပ်ဖတ်နေတော့ရုတ်တရက်လေတူထဲမှာနန္တပြူနဲ့အေးအေးလေးကဝေ့ပြန်လာပါတယ်ဟင်ဒီလိုတောထဲမှာဘဲကနတန်နဲ့ရတာပါလေသူစဉ်းစားလို့မဆုံးခင်မှာပဲတဲအောက်ကနေတာယာလုံးနဲ့မိန်းကလေးတယောက်ရဲ့ငိုတန်လိုလိုညီးတွားတန်လိုလိုအတန်လေးကိုကြားလိုက်ရပါတယ်ကိုလူအေးစီမီကွက်ကိုကင်ပြီးတဲအောက်ကိုဆင်းကြည့်လိုက်တဲ့အခါလာပီညရဲ့လိုက်အောင်အောက်မှာဝင်းဝါနေတဲ့အသားရည်နဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်သူမကရှေးခေတ်ကနန်းတွင်းသူတွေဝတ်ဆင်သလိုရင်ပုံးအင်ကြီးနဲ့ပိုးလုံကြီးအစမ်းတကျဲကိုဝတ်ထားပြီးသပင်တွေကလည်းဖားလားချထားပါတယ်ညီမလေးညာကြီးမင်းကြီးဘာလာလောက်တာလဲကိုလူအေးကအံ့ဩတုန်လို့စွာမေးလိုက်ပါတယ်မိန်းကလေးကမျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေနဲ့ကြည့်ပြီးအကိုကျမရွှေစံကျင်လေးလေထဲမှာပြုတ်ကျကြံခဲ့လို့ပါအမောင်ရှာပေးနိုင်မလားယင်ကျမအဲ့ဒါမပိုင်အိမ်ပြန်လို့မရတော့ဘူးအခုလိုတိုးညင်းစွာပြောပါတယ်ကိုလူအေးကရောင်ရမ်းပြီးသူမညွှန်ပြတဲ့လေကွင်းပြင်ထဲကိုဆင်းသွားမိပါတယ်လာရောင်ကလင်းနေပေမဲ့မြူတွေကဝင်နေတော့မြင်ကွင်းကဝေဝါးနေတယ်အဲ့ဒီအချိန်မှာပဲကောက်ရိုးပုံတွေကြားထဲကနေရွှေရောင်တစ်ဖြက်ဖြက်တောက်နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ကိုလူအေးကဝမ်းသာအားရနဲ့ရွှေစံကျင်လေးကိုကောက်ဖို့ငုံလိုက်တဲ့အချိန်မှာပဲမြေပြင်ပေါ်မှာကျနေတဲ့မိန်းကလေးရဲ့အရေးကိုမတော်တဆကြည့်မိသွားပါတယ်သူ့တကောလုံးသွေးချင်းချင်းအေးသွားပါတော့တယ်လာရောင်အောက်မှာရက်နေတဲ့မိန်းကလေးရဲ့အရေးကလူယုံမဟုတ်ပဲအလွန်ကြီးမားတဲ့ငွေကြီးတစ်ကောင်ကခေါင်းထောင်နေတဲ့ပုံသဏ္ဍာန်ဖြစ်နေပါတယ်ကိုလူအေးရဲ့နှလုံးခုန်တန်ကဘုံဒီတလူမြန်လာပြီးခြေပြားလက်ပြားတွေတုံညီလာပါတော့တယ်သူ့လက်ထဲကရွှေစံကျင်ကိုကြည့်လိုက်တော့လေအဲ့ဒါကရွှေမဟုတ်ပဲလူအယိုးစားတစ်ခုလိုမျိုးထူးဆန်းနေပါတယ်ကိုရပြီလားမိန်းကလေးရဲ့အတန်ကစောစောကလိုမဟုတ်တော့ပဲလေချောင်းထဲကထွက်လာတဲ့အက်ကွဲကွဲအတန်ကြီးဖြစ်သွားပါတော့တယ်ကိုလူအိမ်မောကြည့်လိုက်တဲ့အခါမှာတော့မိန်းကလေးရဲ့မျက်နှာကအရေပြားတွေကတဖြည်းဖြည်းအရေပျော်ကျလာပြီးမျက်လုံးပေါက်ကြီးတွေကနေမီးခိုးရောင်အလင်းတွေထွက်နေတာကိုမြင်လိုက်ရပါတယ်မင်းကဥစ္စာဆောင်မဲကိုလူအေးအော်ဟစ်ပြီးတဲပေါ်ကိုအတင်းပြေးတက်ပါတော့တယ်ဥစ္စာဆောင်မကတဟားဟားနဲ့ရီမောရင်လေထဲမှာပြန်တက်လာပြီးတဲကိုပတ်ချလဲဝိုင်းနေပါတယ်ငါရွှေကိုကင်မိတဲ့လက်ကငါလက်ပဲနေငါနဲ့အတူလိုက်ခဲ့ရမယ်အခုလိုအော်ဟစ်နေပါတယ်ကိုလူအေးကြီးဟာတဲပေါ်ကဖျားစင်ရှိမှာဒူးထောက်ပြီးဂုံတော်ကွန်ချာကိုအာယုံပြုပြီးအကျယ်ကြီးရွတ်ဆိုပါတယ်ဥစ္စာဆောင်မကတဲတဲကိုဝင်ဖို့ကြိုးစားပေမဲ့ဖျားခုံတော်ရဲ့အရှင်ကြောင့်တဲအဝမှာနဲ့ရက်နေခဲ့ပါတယ်သူမကဒေါသတကြီးနဲ့တဲတိုင်တွေကိုစုတ်ခါပြီးတညာလုံးခြောက်လန့်နေပါတော့တယ်မနဲ့လင်းလို့နေအောင်ကြီးထွက်လာတဲ့အခါမှာတော့အရာအလုံးတိတ်ဆိတ်သွားပါတော့တယ်ရွာသားတွေရောက်လာတဲ့အခါကိုလူအေးကဖျားစင်ရှိမှတတိလစ်နေတာကိုတွေ့ရတယ်သူ့ရဲ့ညာဘက်လက်ထဲမှာတော့ရှေးဟောင်းရွှေစံကျင်စစ်စစ်တစ်ချောင်းကိုတင်းတင်းဆုပ်ထားပါတယ်ဒါပေမဲ့ကြောက်စရာကောင်းတာကအဲ့ဒီရွှေစံကျင်ကိုကင်ထားတဲ့ကိုလူအေးရဲ့လက်ဖွားကတညာတဲ့နဲ့အသားတွေပုတ်တိုးသွားသလိုမျိုးမဲတူပြီးအမယုတ်ကြီးဖြစ်ကြံရခဲ့တာပါပဲရွာကဆရာတော်ကဒါဟာဥစ္စာဆောင်ရဲ့အညိုးကျိန်စာပဲသူ့ပစ္စည်းကိုယူရင်ကိုခန္ဓာကိုယ်တစ်ခုခုကိုအစားပေးရတတ်တယ်ကွရွာကဆရာတော်ကမိန့်ကြားပါတယ်
ကိုလိုအေးဟာဘေးကင်းသွားပေမဲ့သူ့ရဲ့လက်ကတော့ဘယ်တော့မှပြန်မကောင်းတော့ပါဘူးအဲ့ဒီရွှေစံကျင်ကိုတော့ဖះမှာထားပနာထည့်ပြီးလှူဒန်းလိုက်ရပါတော့တယ်ယနေ့ထက်တိုင်းအဲ့ဒီလေတော်နာမှာညဘက်ဆိုရင်နန်းတာနတ်တွေရတတ်တယ်လို့ရွာသားတွေကပြောစမှတ်ပြုကြဆဲပါပဲအခုလို့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နားတော်တာဆင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်